လာပြီအရေးကြီးတဲ့ခါအဲ့ဒီ$4,385ဝန်းကျင်ပေါ့ပြန်ချခဲ့တာဒီ$4,300အောက်ကိုဖောက်ဆင်းတာမျိုးလုံးမတွေ့ခဲ့ဘူး Hello မင်္ဂလာပါကျွန်တော်နေမျိုးပါဆိုတော့ကဘာရွှေကဆက်ပြီးတော့ကျလာနိုင်ခြေရှိလားဒီအကြောင်းအရာလေးကိုကျွန်တော်ပြောရအောင်ပါဆိုတော့ပြီးခဲ့တဲ့တောက်ချနေတော့ကဘာရွှေကတအောင်စားရဲ့ဈေး$4,338တနည်းအားဖြင့်$4,340ဝန်းကျင်မှာဈေးကွက်ပိတ်သွားခဲ့ပါတယ်ဆိုတော့အဲ့ဒီပိတ်သွားခဲ့တဲ့ရွှေကဆက်ပြီးတော့အကြဘက်ကိုပြန်လာနိုင်ခြေရှိလားပေါ့ဆိုတော့ဒါလေးပြောကြည့်အောင်အဲ့တော့ပြန်လာနိုင်ခြေရှိလားလို့မေးမယ်ဟဲ့ဆိုရင်လက်ရှိမှာပြီးအတိတ်ကိုနည်းနည်းပြန်ပြီးတော့တွားချိမယ်ဟဲ့ဆိုရင်ကဘာရွှေတမိုင်းတစ်လျှောက်မှာအမြင့်ဆုံးတက်ခဲ့တာကတအောင်ဆောင်$4,380အထိအမြင့်ဆုံးတက်ခဲ့ပြီးတော့အနှိမ့်ဆုံးပြန်ချခဲ့တာဒီ$3,900တနည်းအားဖြင့်$3,890ဝန်းကျင်ထိအနှိမ့်ဆုံးပြန်ချခဲ့ပါတယ်ဆိုတော့အဲ့ဒီစီတော့တစ်ချိန်ပဲလာပြီးတော့ touch လုပ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့$3,900ကတော့ပြန်ကန်တက်ခဲ့တာက$4,245ဆုံးဆိုတော့အဲ့ဒီ$4,245ကနေတော့နောက်တစ်ချိန်ပြန်ချခဲ့တာ$4,000ဆုံးဆိုတော့$4,000ကနေပြီးတော့နောက်ထပ်တစ်ချိန်ထပ်ပြီးပြန်ကန်ခဲ့လိုက်တာက$4,285$4,000အောက်ကတော့ဖောက်ဆင်းခဲ့တာမျိုးမရှိခဲ့ဘူးပေါ့နော်ဆိုတော့အဲ့ဒီ$4,000ဈေးတန်းကနေပြီးတော့တýနဲ့ပြန်ပြီးတော့တက်လာခဲ့လိုက်တာဒီပြီးခဲ့တဲ့ရက်တဲ့ဘက်တော့$4,385ဝန်းကျင်ပြန်ပြီးတော့ရောက်ခဲ့ပါတယ်ဆိုတော့လာပြီးအရေးကြီးတဲ့ကဏ္ဍအဲ့ဒီ$4,385ဝန်းကျင်ပေါ့ပြန်ချခဲ့တာဒီ$4,300အောက်ကိုဖောက်ဆင်းတာမျိုးလုံးမတွေ့ခဲ့ဘူးဆိုတော့ဒီဇင်ဘာဈေးကွက်ဆိုတော့လက်ရှိကတည်တဲ့အတိုင်းပဲတက်တဲ့အချိန်ကျအုံနဲ့တက်တဲ့ကျတဲ့အချိန်ကျပုံနဲ့ပြန်ချတယ်ဆိုတော့အတက်အကျအရင်မြန်နဲ့ငြိမ်ခြင်းတဲ့အချိန်ကျအရင်ငြိမ်ပြီးတော့တက်တဲ့ကျတဲ့အချိန်ကျအရင်အတက်အကျမြန်ပေမဲ့သို့တော့လက်ရှိရွှေဒီ$4,300ရဲ့အောက်ကိုနှုတ်ဖောက်ကြလာတာမျိုးအခုချိန်ထိမတွေ့ရဘူးပြောချင်တာတýနဲ့ market ကအထက်ဘက်ကိုတော့ရွေ့နေတယ်ပေါ့နော်ဆိုတော့အပေါ်လာပြီးတော့အဝယ်ဝင်လာလိုက် test လုပ်လိုက်အမြဲယူပြန်ထပ်သွားလိုက်ပြန်ဆင်းလာလိုက်ရောင်းနဲ့အဝယ်နဲ့အယောင်းနဲ့အားပြိုင်နေတဲ့အချိန်ပေါ့နော်သို့တော့လေအခုချိန်ထိ market ကဈေးကွက်ထဲမှာအခုချိန်ထိအဝယ်တွေကမထွက်သေးဘူးပေါ့နော်ဒါဒီဇင်ဘာမလို့လဲပါတာပေါ့အေးတဲ့အခါကျပေါ့နော်ဆိုတော့ပုံမှန်တစ်လပိုင်းနှစ်လပိုင်းကတော့ရွှေတက်တဲ့ရာသီတွေဖြစ်ပါတယ်ရွှေတက်တဲ့ခါလာတွေပဲဖြစ်ပါတယ်တစ်လပိုင်းနှစ်လပိုင်းမှာတော့အမြဲတမ်းနီးရွှေအတက်ဘက်ကိုပြန်သွားပါတယ်ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့အတိတ်မှာဒီဗီဒီယိုတွေမှာကျွန်တော်ပြောခဲ့စဉ်အတိုင်းပဲရွှေဒီနောက်တစ်ချိန်$4,500ရဲ့အထက်ကိုတမိုင်းတစ်လျှောက်မှာအမြင့်ဆုံးဈေးကိုထပ်ပြီးတော့လာနိုင်ခြေရှိပါတယ်လာမှာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့လာတဲ့အချိန်ညရင်လည်းတေးကြတယ် online 1ဆိုတော့ရောက်လာလိုက်ဆိုတော့$4,380တနည်းအားဖြင့်$4,400ဈေးတန်းသာတကယ်အားပါနဲ့ဖောက်တက်ခဲ့မယ်ဆိုရင်တော့နောက်တစ်ချိန်မြင်ရမယ့်ဈေးတန်းဒီ$4,500ရဲ့အထက် maybe 2လပိုင်းကုန်လောက်ဆိုရင်ကျွန်တော်တို့ကဘာရွှေဒီတအောင်စားရဲ့ဈေးထိပ်စီးပြောင်းလာတာမျိုးလည်းထပ်ပြီးတော့တွေ့ရနိုင်ရှိပါတယ်လက်ရှိအချိန်ထိတော့ရွှေရအောက်ကိုဘယ်လိုပြောမလဲအားပါတဲ့အယောင်မျိုးအားပါတဲ့အကျမျိုးအခုချိန်ထိမရှိသေးပါဘူးရွှေကျနိုင်ခြင်းကဘာရွှေရလက်ရှိဈေးတန်းကနေပဲကျနိုင်ခြင်းများလားဆိုရင်တော့မလွယ်ပါဘူးဆက်ကြမယ်ဟေ့ဆိုရင်တော့$4,285ဒီဈေးတန်းကအနှိမ့်ဆုံးဈေးတန်းလောက်ပဲပြန်ပြီးတော့ဖြစ်လာနိုင်ခြင်းရှိပါတယ်ဆိုတော့ဒါကကဘာရွှေတန်းပတ်သက်ပြီးတော့ဆက်ကြနိုင်ခြင်းရှိလားလို့မေးနေတဲ့လူတွေအတွက်ပြောပြတာဖြစ်ပါတယ်โอเคဆိုတော့အဆုံးထိကြည့်ပြီလို့ကျေးဇူးအများကြီးတင်ပါတယ်လာမယ့်ဒီတစ်လပိုင်းဒီ2026တစ်လပိုင်း4ရက်နေ့ကနေပြီးတော့10ရက်နေ့ထိကျွန်တော်တို့ရန်ကုန်တင်တန်းရှိမယ်14ရက်နေ့ကနေပြီးတော့ကျွန်တော်တို့ဒီ18ရက်နေ့လောက်ထိမန္တလေးမှာကျွန်တော်တင်တန်းရှိပါတယ်တင်တန်းကဒါမလုပ်ဘူးလားပြောနေလေလူတွေအတွက်ပေါ့နော်လူပြေးတာမြန်ပါတယ်ကြိုးတွေ booking လုပ်ပြီးတော့ဆင်းပေးပြီးတင်တန်းတက်လို့ရပါပြီဆိုတော့โอเคကျေးဇူးအများကြီးတင်ပါတယ် thank you ပါကျေးဇူးအများကြီးတင်ပါတယ်